ချင်းမျိုးသားနဲ့ဂုဏ်ပြုချင်းဖြင့်ကြော်ပြချင်းအစီအစဉ်ဖြင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ၏ကိုယ်စားလှယ်သမ္မတရုံးတော်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းပြည်ထောင်စုဝန်ကြီးများနှင့်ပြည်နယ်ဝန်ကြီးချုပ်တို့ရောက်ရှိနေရယူခြင်းအစီအစဉ်သုံးဗမာပြည်များနေရယူခြင်းအစီအစဉ်နဲ့နိုင်ငံတော်လမ်းအားအလေးပြုခြင်းအစီအစဉ်များအခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခြင်းအစီအစဉ်6ချင်းမျိုးသားနဲ့တွဲတော်အတွက်ဒုတိယဆုတောင်းခြင်းအစီအစဉ်ဖြင့်ဗမာပြည်ကြီးမှချင်းမျိုးသားနဲ့နှုတ်ခွန်းဆက်စကားပြောကြားခြင်းအစီအစဉ်ရှိချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဝင်းဝိုင်းမှချင်းမျိုးသားနဲ့အမှာစကားပြောကြားခြင်းအစီအစဉ်ကိုဒီအောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန်မှပေးပို့တော်ဆက်ရှိနေတာချင်းမျိုးသားနဲ့ဦးမှာဒီအောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ၏ကိုယ်စားလှယ်သမ္မတရုံးတော်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကဖတ်ကြားခြင်းအစီအစဉ်ကိုဒီအောင်စုလွှတ်တော်နိုင်ကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးမောင်နိုင်တန်းထံမှနိုင်ငံတော်လမ်းအားအလေးပြုခြင်းဖြစ်ပါရဲ့ရှင်။ဂုဏ်ပြုတပ်ဖွဲ့မှတာဝန်ယူဆောင်ရွက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါရဲ့ရှင်။အဲ့ဒီရိုက်နေအမတို့ရှေ့ရောက်ပါလို့နော်။မော်လည်းစောလို့ဒီမှာဝိုင်းရိုက်ကြ။ဟာပြောလိုက်တော့မြတ်ဖာမြတ်စွာဘုရားတဲ့မေတ္တာတော်ရှင်အဖမြတ်စွာဘုရားဒီကနေ့ဒီဟာခမြောင်၌ကျင်းပပြုလုပ်တော်ချင်းအမျိုးသားနှင့်အစီအစဉ်အားလုံးကိုတော်၎င်းကဘာအယယ၌နိုင်ငံတကာ၌ချင်းအမျိုးသားနှင့်အစီအစဉ်များအားလုံးကိုတော်၎င်းကိုတော်ရှင်ရဲ့လက်ဝဲအနှံပါတယ်မေတ္တာတော်ရှင်အဖမြတ်စွာဘုရားတန်ဆင်းတော်ဝိညာဉ်တော်အားဖြင့်လမ်းပြပုစံကောင်းကြီးပေးသနာတော်မူပါမေတ္တာတော်ရှင်အဖမြတ်စွာဘုရားဒီချင်းအမျိုးသားလေးကိုချင်းအမျိုးသားတရက်လုံးအနေဖြင့်အနိတ္တရရှိရှိအတိတ်ပဲရှိရှိဖြင့်ကျင်းပပြုလုပ်နိုင်သောအခွင့်ကိုတော်ရှင်ပေးသနာတော်မူပါမေတ္တာတော်ရှင်အဖမြတ်စွာဘုရားဦးစီးဦးဆောင်ပြုလုပ်ကြသောအ
အစိုးရအဖွဲ့နဲ့တာဝန်ရှိပုဂ္ဂိုလ်အားလုံးကိုလည်းပဲကိုရောစင်ကောင်းချီးပေးသနာတော်မူပါမေတ္တာ ရတဘာပတိကြီးမှချင်းမျိုးသားနဲ့နှုတ်ခွန်းဆက်စကားပြောကြားပေးပါရန်ယူသေးလေးစားစွာပန်ကြားအပ်ပါရရှင် ပထမတော့ခန္ဓာကြောင်းရင်းမှာခေတ်အဆက်ဆက်ကပရိသတ်အင်းချိုင်းအထက်မြေမျက်နှာပြင်ကိုဆက်တွေ့ထားပြီးအသက်ရှူရန်အတုံးပြပါတယ်ကျိုးတစ်ချောင်းကိုထူမလုံးမှတစ်စိမြေအောက်လူချ၍မြေအောက်ရှိကျူးစာကိုကင်ထားရပါတယ်မြေပြင်အထက်ရှိကျူးစာကိုစော်ဘွားကြီးမြုပ်နာရမြေပြင်အနည်းရှိဝယုံပင်ထိတ်ဖျားနေချီနှောင်းပြီးမြေအောက်မှကျူးစာဆွဲလိုက်တိုင်းမြေပြင်ပေါ်ရှိဝယုံပင်ထောက်ခါတော့ရစီထားရှိခြင်းဖြစ်ပါလေအသက်ရှင်တဲ့မြေမြုပ်ခံရသောကျေးဇူးသည်ကျူးစာကိုမကြာခဏဆွဲ၍ဝယုံပင်ထောက်ခါစေပြီးမိမိဒီတွားလေသူဆိုဘွားကြီးအနည်းတွေရှိနေကြတယ်မိမိလည်းအသက်ရှင်နေကြပြတ်သားရဆိုပါတယ်နေအတွင်းရှိလူအပ်တော်အချိန်တွေဆိုဘွားကြီးအတွက်ဆွေးယူသွားလေရှိတဲ့ဖြစ်ဒိဋ္ဌာများကိုမပေးလူကိုပိုင်ရှင်အထူးသဖြင့်အမျိုးသမီးများကဆွေးယူတော့ဒိဋ္ဌာများကိုပြည့်၍မူကျွေးတောင်းပန်ပြီးဖြစ်ရအများပြားရှိခဲ့ပါတယ်သူရတွင်ဆိုဘွားတိုင်းမဟုတ်ပဲရရွယ်လူတို့အားတနာကျင်ွာဆိုဖြစ်ထောက်ပံ့ဆက်ဆံတော်ဆိုဘွားများလည်းရှိခဲ့ပါတယ်1948ခုနှစ်ဖေဖော်ဝါရီလမှာနိုင်ငံတော်သမ္မတဆက်ရွှေတိုက်ဖလားမြို့သူရောက်ရှိလာတော့ခါအထက်ပေါ်ပြပါပရိသတိစနစ်အားဖြစ်သိမ်းပေးရန်တောင်းဆိုခဲ့ကြဖြစ်သိမ်းခဲ့ပြီးသူနဲ့ကိုချင်းလူသားနဲ့ဖြစ်တတ်မှရန်ရန်ကုန်မြို့အတွင်းဝင်များယုံချီးရကောင်စီတပါပတိယုံခန်းတွေအောက်တိုဘာလ9ရက်1950ခုနှစ်တွင်ကြီးပါတော့တက္ကမအကျဉ်းရောက်ချီးလူရကောင်စီလာကမှတတ်မှတ်ခဲ့ပါတယ်ချီးတမျိုးသားနဲ့ပေါ်ထွန်းလာခြင်းဒီကုန်းရလောက်ခံတဲ့အကြောင်းမှာဘုံလနီအုပ်စုစန့်ကျင်တော်လာရမှပေါ်ထွန်းလာပါတယ်တောင်ပိုင်းချင်းတောင်အုပ်ချုပ်ရေးနေမြေပေါ်ထွန်းလာတော့အခါပထမဦးစွာအမျိုးသားရေးဆောင်ရွက်ခဲ့သူမှာဦးဝမ်းတူမောင်ဖြစ်ပါတယ်ဦးဝမ်းတူမောင်ကချင်းတောင်ရင်ငွေရေးအဖွဲ့ကိုဖွဲ့စည်းတဲ့အင်္ဂလိပ်အစိုးရအားလေးစုခဲ့ပါတယ်1940ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာကံပလက်မြို့တွင်လူထုအစည်းအဝေးကျင်းပပြီး1940ခုနှစ်မတ်လ3ရက်နေ့မှာဖမ်းခံခဲ့ရပါတယ်။အခြားသောဆောင်အများပြားမှာလည်းဖမ်းဆီးခြင်းခံရလက်ဖလားမခါမြင်းချံကတာထောင်များတို့ผู้ဆောင်ချင်းခံခဲ့ကြရပါတယ်။ချင်းတောင်မြို့ရဲ့အဖွဲ့ရဲ့လှုပ်ရှားမှုမှာအင်္ဂလိပ်အစိုးရကိုစန့်ကျင်ရမှပေါ်ထွန်းလာတဲ့တကယ်လို့ပြည်မအမျိုးသားရေးလှုပ်ရှားမှုများနဲ့လည်းအဆင်ပြေရှိခဲ့ပါတယ်။အထူးသဖြင့်ယခင်ကအင်္ဂလိပ်နဲ့ယူဆထားခဲ့တော့ယခုခေတ်အခေါ်အလင်းနဲ့ပေါင်းရိုးရွာများတို့ကြီးမားသောအချိန်အဟိုဖြစ်ပြတ်နှက်သွားခဲ့ပြီးချီတောင်အရေးပိုင်း LB နေလာကိုတိုင်လက်နဲ့ကင်တပ်ဖွဲ့များနဲ့လည်းတူ1940ခုနှစ်ဧပြီလ22ရက်နေ့မှာသူဒေသများကိုချီတက်တဲ့ခေါင်းဆောင်များဆက်ရွှေတိုက်ဗလာမျိုးသူရရောက်လာတော့အချက်ပေါ်ပြပါအခွင့်အရေးကိုချင်းလူရရှိလာခဲ့ပါတယ်ထို့ကြောင့်ချင်းအမျိုးသားနဲ့ပရိသတ်စနစ်တွန်းလှန်ဖြစ်ချင်းအင်္ဂလိပ်ကူလူနီနေချင်းဒီနေ့ကျူပြုံမှုများတွန်းလှန်ချင်းချင်းအမျိုးသားအားလုံးစုစည်းချင်းဘုံကျူပန်းမှုများမအောင်မြင်ခဲ့တမိုင်းပြည်များဆရာတဲ့ခေါင်းကမြို့နယ်စုလေးခနာပေါ်စီဆူရခိနေချင်းချင်းဘဝများချင်းလူထားရရန်ပန်းချင်းရုပ်ကလှရှားဦးစားပြတော်တင်ကြတာမှာချင်းအမျိုးသားနဲ့ပြပါတယ်အင်္ဂလိပ်အစိုးရထောင်ချချင်းထိုင်ရသူများဒီမှာဆုံးကျုံးလာတဲ့ဥစ္စာကိုရတယ်။ဘာလို့လဲ哎呀，就。
စီစီရချင်းပြည်နယ်ဝန်ကြီးချုပ်ဒီဒီပန်ချီအိုဟုံနိုင်မှာချင်းမျိုးသားနဲ့အမှားစကားပြောကြားပေးပါရန်ယူသေးဆိုတာဖြင့်တန်ကြာပါရှင်看嘛，留不安，我推车呢。这个我啥子？其他的不起，我这了。我到哪看？Tapi bilang apa tuh kalau? Kau mas bisa tuh ya. Oh, tak. Ang ano?
Trời ơi chim. Không đây, cái là cổ một tiếng của mình. Ra đấy. Hả? À mà tí cả máu. Wow. Con sáng người ta nằm máu hạt lạc chưa? Nhà này tụi mình trong nhà này rồi. Lalu. Duaคนทุกคนถ้าคนละพูดสิว่าเป็นอะไรMakalagin, ay liwag. Kalau bulan sin, nakakakulam. Rock pool. Rock pool. Cái chọc lá không khách ra sang nhà lại đi chọc mấy xe Cha nó phiếu xe mà lô bố. có mấy lại đi chọc mấy xe khả lắm in ăn qua mấy xe tin tác quản lý không khi ra sang nhà Kat kawain sete. bài hệ ban tiêu à Thế chúng ta có làm mà bà bia. bài hệ lập hết Vì thế ta mà thâu lâu để lập hết. Sai do mà sai bu. Cô anh xây đấy. Cô anh thâu lâu đấy. Cô anh giống này. Ý cả ta nó bảo. à không khi sang nhà mấy hệ không khi Thế là vì thế ta mà. Anh rí lại ngắm sức rồi. Ni dong au ama tu ti se. Eh, ini mo ka. 真正马土豆，新甲跟上下的给，新片如黑的零水，黑的不懂的冷水。这边变成下来了，两个比中还得是比新的这个张用，这路路都为，连路路都不多些的，但是真正你的路路，希望有些老板都是你的光道路，有点高兴的不谈。然后故事高峰的我都有都让他也高峰是很多的，这都是跟你的我的。Nak bu. Oh, gula les. Bukan tu aja.
Lalu nang saya di ketua itu nggak tasel lah, kan dia orang udah baik. Wah, udah baik. Udah lah. Ăn hàng lâu à.
I know.